တတိထဆရာတော်ကောင်းတဲ့လူဝင်းစားကလေးငယ်တယောက်ရဲ့အကြောင်း1939ခုနှစ်တုန်းကကနေဒါမျိုးဟာခပြည်နယ်မှာဇနီးမောင်နှံ2ဦးကမေရီလို့ခေါ်တဲ့ကလေးငယ်တယောက်ကိုမွေးဖွားခဲ့ကြတယ်။မေရီလေးဟာအစပိုင်းမှာတော့တခြားကလေးတွေလိုပဲချစ်စရာကောင်းတဲ့ကလေးငယ်တယောက်ပါပဲ။ဒါပေမဲ့သူစကားပြောနိုင်တဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ဘယ်သူမှနားမလည်နိုင်တဲ့ဘာသာစကားတွေကိုပြောလာခဲ့တယ်။မိဘတွေကတော့အစပိုင်းမှာတော့အာလေးရှာလေးနဲ့ခနေ့ကရှောက်ပြောနေတာလို့ပဲထင်ခဲ့ကြတာပေါ့။ဒါပေမဲ့ခနေ့ကအသက်ကြီးလာလေသူပြောတဲ့စကားတွေကပိုးပြီးတော့ကြီးလင်းလာလေဖြစ်လာခဲ့တာပဲ။တကယ်တော့သူပြောနေတဲ့စကားတွေကတယောက်စကားတွေဖြစ်ပြီးသူမိသားစုကတရုတ်လူမျိုးတွေနဲ့ဘာဆက်အသွဲမှမရှိသလိုဒီဘာသာစကားကိုလည်းဘယ်တော့မှမကြဘူးမတင်ခဲ့ကြဘူးပါ။အပြေရှာမရတဲ့မိဘနှစ်ပါးဟာနောက်ဆုံးမှာတော့ဘာသာစကားဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တယောက်နဲ့တွားပြခဲ့။အဲ့ဒီအခါမှာပညာရှင်တွေကမေတွေလေးပြောနေတဲ့တယောက်စကားဟာတာမန်ပြောရုံတည်းမဟုတ်ပဲအလွန်ကျွမ်းကျင်ပိုင်နိုင်တာကိုအော်ပနံတွေးရှိခဲ့ကြတာပေါ့။ဘိုမီထူးဆန်းတာကအခုခေတ်ကလေးတယောက်ဘယ်လို့မှမသိနိုင်တဲ့ရှေးဟောင်းအတောင်းနှုတ်တွေစကားစုတွေကိုပါတောင်းပြီးတော့ပြောနေခဲ့တာပေါ့ပါ။ကျန်တွေကြားလာတဲ့နဲ့မျှမေရီလေးရဲ့အပြုအမူတွေဟာပိုးပြီးတော့ထူးဆန်းလာခဲ့ပြီးတရက်မှာတော့သူဟာရှေးဟောင်းမြေပုံတစ်ခုကိုလက်ညှိုးထိုးပြပြီးဒါဟာကနေဒါကနေဝေးလံခေါင်ပြားတဲ့ရွာငယ်လေးတရွာဖြစ်တယ်လို့ပြောလာခဲ့။အဖြေတွေကိုတရဆက်သိချင်နေပြီးစိုးရင်ဆက်တွေပြည့်နေနေတဲ့မိဘနှစ်ပါးဟာနောက်ဆုံး